ကုန်ကြောင်းဆိုင်စားဖွင့်နေတဲ့လူတွေအတွက်အခြေခံဘ ഹു တုတာလေးပေါ့နော်ရှေ့ရက်တွေမှာကျွန်တော်ထငယ်ကြက်သွန်ပြူကြက်သွန်ဒီအကြောင်းပြောပြထားတယ်ဒီနေ့မှာတော့ငရုတ်ဒီအကြောင်းပြောပြမှာဒီຢာတွေကတော့ကုန်ကြောင်းဆိုင်စားဖွင့်မဲ့လူတွေအတွက် basic တွေနော်ရှေ့ရက်တွေကပြောခဲ့လို့ပဲငရုတ်ဒီမှာလေ2မျိုးပဲရှိတယ်အဓိကမှတ်ကမှာ2မျိုးပဲရှိတယ်ဒါမျိုးမိုးတောင်နဲ့ဒါမျိုးအတောင်ကြီးငရုတ်ဒီအရှိပေါ့နော်အဲ့ဒါမျိုး2မျိုးပဲရှိတယ်နော်တစ်ခုစီမှာမျိုးပွဲတွေအများကြီးပဲဒါမျိုးမိုးတောင်မှာဆိုလဲဒါမိုးတောင်လို့တော့ကျွန်တော်ခေါ်တာပေါ့ရွှေအဲ့တို့ရွှေကျုံတို့မျိုးတွေအများကြီးကွဲတယ်ဒါပေမဲ့မှတ်ထားမှာဒါမိုးတောင်ငရုတ်ဒီအတောင်လေးဒီမှာလဲမျိုးပွဲတွေအများကြီးရှိတယ်ပိုတော်ဆိုးသေးတယ်ပန်းတနော်တို့ကြောက်ရည်တို့အိမ်မဲတို့မုံရွာတို့ဒီဟာဆိုတော့လောလောတဲ့ဒါ process လို့ခေါ်တာပေါ့နော်အားကြီးရှိတယ်အဲ့ဟာတွေလိုက်မမှတ်နဲ့အဲ့ဟာတွေကကိုယ်အလုံးမဟုတ်ဘူးကိုယ်နဲ့မဆိုင်ဘူးလိုက်မမှတ်နဲ့နောက်မသိချင်ဘူးဆိုတာကိုသိမှာအဓိကကိုယ်စီလာဝယ်တဲ့လူကဘာလိုချင်လဲသိထဲပဲစက်တဲ့ဟာလိုချင်တယ်ဆိုပြီးတော့လိုချင်တာဆိုတာကိုဒါမျိုးအတော့ရှည်ပေးအဲ့ပြဿနာတက်မယ်နော်အယောင်ပဲလာချင်တယ်သိပြီးတော့စက်တာမလိုချင်ဘူးဆိုလို့ရှိရင်ဒါကိုပေးရမှာနော်အဲ့ဒီဝယ်သူကိုကိုကသွားပြီးတော့ဟာဒီငရုတ်သီးနဲ့ဆိုင်မှာတင်ထားလို့ဒါလေးကောင်းပါတယ်သွားပေးအဲ့ပြဿနာတက်မှာငရုတ်သီးအပူတောင်မိုးထောင်သီးအဆက်ကိုသွားတာအယောင်လှမယ်ဆက်မယ်နော်ဆက်တော်ဆက်တယ်နော်ဝီခေါ်နေရပဲဒါတော့အတောင့်ရှည်အခွန်ထူတယ်ဟင်းချက်လို့ရှိရင်အယောင်စပယ်ရှယ်လှတယ်နော်ဒါတော့ဒီနေ့ငရုတ်သီးနဲ့ပတ်သက်လို့အခြေခံဘ ഹു တုတာလေးပါလို့နော်အားလုံးပဲအဆင်ပြေလို့မျှော်လင့်ပါတယ်ဗျနော်